ကြဆုံးဖြစ်ခဲ့ပြီလားအချိန်နဲ့အလုံးခုနေခါရည်ရွယ်စံစားနဲ့လှုပ်ထားစေနာနဲ့မိုးပါကိုစီကိုရေရာကိုတိတဲ့မသူကမှကိုလဲလေပူရှာတဲ့ဒုက္ခပြောပြီးလေများကအလိုလိုက်ဆုံးမဟုတ်ခဲ့လို့လားညနေလွယ်တွေနဲ့စိတ်ပြေရစင်စင်ဆက်လွယ်လွယ်ချုံပါလုံမီခုနဲ့ကဇလန်တွေထားချိန်နဲ့လို့ဖြစ်ပြီးမှကိုယ်နဲ့မခွဲခွာစိတ်ထားမိသမျှကိုပြန်ဆုံးမလွယ်မလို့နဲ့ခက်ခညံတာဖြစ်ပုံကရှိမြတ်တာသူ့ဘက်ပုံမှာညာခံရမိခဲ့တာထမှန်တဲ့ကန်စားဆိုတဲ့ယူနဲ့ဆောင်တရားဘဝတွေကတိတ်ပဲချကိုချင်းတရားကိုတီဆောက်တဲ့ပြီးတမှာကိုစီမိုးရေးရ